အဲ့တော့ဆရာဘလို့မှန်မလဲတဲ့ဒါအရေးကြီးတယ်ဆရာတရားတော်ပြတာဆရာဟောတရားရလာမေးရလေတရားတွေတော့ဟောနေတယ်လောကမှာလွန်မြောက်ဖို့ဘလို့လဲသတ်မှတ်တဲ့အချိန်နဲ့သတ်မှတ်တဲ့နာရီနဲ့ထိုင်နေတာဒါတကယ်တရားစစ်လားလုတ်ပွဲလားရှိုးပွဲလားဘာနဲ့စစ်မလဲဆရာဦးစင်းရင်ပြောပြီးပြီကျွန်တော်ကျမတို့တော့သိရတော့မှာလူဖြစ်လာရင်သိရတော့မှာအဲ့သေခြင်းဒုက္ခနဲ့နောက်ဘဝနေခြင်းဒုက္ခဆိုတဲ့အပေပေးလွတ်ချင်တယ်ဆရာအာမခံနိုင်လားဆရာရောလွတ်ပြီလားအဲ့ဒါဆရာရှာတာပဲဆရာဘယ်လိုရှာမလဲလွယ်လေးပဲဆရာကမှသူ့ဘောသူသေနီးမတတ်သူ့ဟာသူအပေပေးမလွတ်ပဲနဲ့ခမရတို့ပြတော့ခမရတို့ဘယ်လိုလွတ်နော်အဲ့ဒါကြောင့်မလို့တရားပြဆရာတွေ့ရင်တရားပြဆရာကိုကျွန်တော်ကျမတို့တော့ဘဝရလို့နော်ရခဲ့ပြီရတဲ့ဘဝအဆုံးသတ်ကသေရမှာပါသေခြင်းကတော်တော်ဆင်းရဲပါတယ်အဲ့ဒီသေခြင်းဒုက္ခမှာလွတ်ချင်ပါတယ်နောင်ရေးအတွက်အပေဘေးမှလွတ်ဖို့အတွက်လူချင်းတယ်ဆရာပြနိုင်သလားကဲနိုင်သလားလမ်းညွှန်နိုင်သလားဆရာရောသေဘေးနဲ့နောင်ရေးအပေဘေးလွတ်ပြီလားအဲ့ဒါမေးလိုက်အာမနာနဲ့အရိယာမဆရာစစ်ပေါ်တယ်အရမဆရာအစ်စ်ပေါ်တယ်တို့မြန်မာလူမျိုးခမရတို့အမေရိကန်နိုင်ငံရောက်တာပဲနော်အကြောင်းအရာတစ်ခုကအလကားလာလို့မရဘူးလေဥမာပစ္စည်းတစ်ခုထုတ်မယ်လေရန်ထုတ်လို့မရဘူးလေဒီပစ္စည်းရဲ့အာမခံချက်ဒီပစ္စည်းရဲ့ပါဝင်မှုဒီပစ္စည်းရဲ့ကောင်းကျိုးဆိုးကျိုးအကုန်ထည့်ရရမယ်လေနော်အဲ့ဒါလို့မဟုတ်ဘဲနဲ့ဗမာပြည်လိုရန်ရောက်လို့ရတဲ့ဟာမလုံးနဲ့နော်အဲ့တော့ဦးဇင်းကတိုက်တွန်းတာကဆရာစစ်ဆရာမှန်ကိုခုနလိုမေးပြီးတော့ရှာအေးဆရာကငါလဲသေခြင်းကြီးလုပ်ပြီအပေဘေးပဲလွတ်ပြီမင်းတို့ငါပြမယ်ဆိုနဲ့မရသေးဘူးဆရာလွတ်တယ်လို့ကျွန်တော်တို့ကိုကျမတို့ကိုလွတ်အောင်ကဲတင်နိုင်မလားများသောအားဖြင့်လူတွေကတော့ပြောရတာပေါ့ဗျာပါရာဇိကမှမရှိတာယဟန်နေကြတော့မပြောရဘူးဝီနီးရှောင်သွားရောဝီနီးရှောင်သွားရောအေးမဖြေရဘူးလိုက်မေးကြည့်ပါလားလို့ဒါဦးဇင်းကအတုတ်ထောင်လောက်တာမဟုတ်ဘူးနော်ကိုတရားပြမဲ့ဆရာမေးကြည့်လူကတော့ပောက်ကရပြောရင်ပြောမယ်လေယဟန်မပြောရဘူးဝီနီးရှောင်သွားတယ်ကဲဟုတ်ပြီကျွန်တော်တို့ကျမတို့ဒီဘဝမှာသေခြင်းဒုက္ခနဲ့နောင်အပေဘေးဒုက္ခလွတ်ဖို့လွတ်အောင်ပြနိုင်သလားဒါမေးရမှာဘာဖြစ်လို့တရားထုတ်တာလဲသေခြင်းဒုက္ခကိုကြောက်လို့အပေဘေးကိုကြောက်လို့အဲ့ဒီအတွက်ကြောင့်ပြေးဖို့လွတ်ဖို့အတွက်တရားထုတ်တာအဲ့ဒီပုံမှာဒကာဒကမတွေတွေ့ကြပါနော်တရား